လက်ရှိချန်ပီယံ PSG ကိုလီဗာပူးတို့ရှင်နိုင်ပါမလားရန်စပေါ်ပရစ်တဲ့များအလုံးပဲမင်္ဂလာပါအောင်မြင်ရတဲ့အောင်ပွဲတပွဲကောင်းပွဲရွေးချယ်မှုစီစဉ်နေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့အင်္ဂါညချန်ပီယံလိပွဲစဉ်တွေထဲက PSG နဲ့လီဗာပူးအသင်းတို့ရဲ့ပွဲစဉ်ကိုတုံးသက်တင်ဆက်ပြီးတော့မှာပဲဖြစ်ပါတယ် PSG ဟာပြင်သစ်လီဂူမှာဒုတိယနေရာက Lens ကို၄မှတ်တာဖျက်ထားနိုင်တာပါချီဇန်နဲ့စုဖွဲ့မှုရတော့ပြည်တွင်းလိမှာချန်ပီယံဖြစ်ဖို့အလားအလာကောင်းနေသေးပါပဲချန်ပီယံလိ16တင်စစ်မှာပရီးမီးယားလိကလပ်ချက်စီကိုနှစ်ကြော့ပေါင်းရလက်8-2နဲ့ကြော်ဖြတ်နိုင်ခဲ့တာပါပြန်ပွဲစုံနောက်ဆုံး၄ပွဲဆက်အနိုင်ရထားသလိုအဲ့ဒီ၄ပွဲမှာတပွဲအနှိမ့်ဆုံး3ဂိုးသွင်းနိုင်ခဲ့တဲ့ PSG ရဲ့တိုက်စစ်ကကြောက်စရာကောင်းလုံးပါတယ်လက်ရှိမှာတိုက်စစ်ကစားသမားတွေဖြစ်တဲ့ဒမ်ဘီလီကာဗာစကီလျာနဲ့ဒူရီတို့လိုကစားသမားတွေအားလုံးကြန့်ခိုင်မှုပြေဝနေတာကြောင့်ပုံစံကောင်းရှိနေပြီးတော့နေရာစုံမှာလိုအပ်ချက်မရှိသလောက်ပါပဲလီဗာပူးကတော့ပြန်ပွဲစုံနောက်ဆုံး၅ပွဲမှာတပွဲအနိုင်ရထားပြီးတော့ပုံစံကောင်းပျောက်ဆုံးနေပါတယ်ပရီးမီးယားလိမှာအခြေအနေတိတ်မကောင်းပေမဲ့ချန်ပီယံလိမှာတော့လီဗာပူးကအမှန်တကယ်အားစိုက်ကန်နေတာပါလီဗာပူးရဲ့ဒီအဓိကပြစ်မှတ်ကချန်ပီယံလိဖလာလို့တော့ဆိုရမလားပါပဲ PSG ကမူလဖွင့်လှစ်မှုတစ်ပလက်40အကျော်ပေးထားရကနေလက်ရှိတစ်ပလက်60အထိကျဆင်းလာပါတယ်ပြန်ပွဲစုံအဝေးကွင်းနောက်ဆုံး၅ပွဲမှာတပွဲအနိုင်ရထားတဲ့လီဗာပူးကိုလက်ရှိချန်ပီယံ PSG ကအိမ်ကွင်းမှာအနိုင်ရတာနဲ့အပြည့်နီးပါပျော်ခွင့်ရမယ်ဆိုတာတော့ပျော့လို့ပါတယ်တစ်ဖက်ကလီဗာပူးကပုံစံကောင်းပျောက်ဆုံးနေချိန်မှာတော့အခုလိုပျော့ရှနေပုံရဖွင့်လှစ်သူတွေလီဗာပူးဖက်မှာရှိနေတာကိုဖော်ပြနေပါတယ်ဒါကြောင့်ဒီနေ့ညမှာတော့လီဗာပူးနဲ့ပဲစွန့်စားကြည့်ချင်ပါတယ်ညီကိုတွေအားလုံးပဲအောင်ပွဲခံနိုင်ကြပါစေဗျာ